ခွေးစာတွေကအကြောင်းပါဆက်ထဲရောက်သွားတဲ့အကြောင်းကလည်းအဲ့ဒီစာကအရသာမရှိဘူးလို့ခံစားလိုက်ရပြီးခွေးကိုထောင်ကနေလွတ်မြောက်အောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်တဲ့တစ်ဖက်မှာလည်းရုံမျိုးတော်ဝင်ကရေချိုးနေရင်သူ့ရဲ့ရေကန်ထဲမှာရွှေတင်ကားပြားတွေနဲ့မပြည့်တာကိုတွေ့လိုက်ရတယ်သူကဒါကိုအတော်လေးစိတ်ပြက်နေပြီးမျိုးသူမျိုးသားတွေစီကပတ်စံညှစ်ဖို့စီစဉ်ပါတော့တယ်ကြောင်နဲ့ခွေးကတော့လူမိုက်ခွေးကိုင်းရဲ့လိုက်ဖမ်းခြင်းကိုခံနေရပြီးလမ်းကြားတစ်ခုမှာထောက်ပိတ်မိသွားတဲ့လူမိုက်ခွေးတွေကတိုက်ခိုက်တော့မဲ့အချိန်မှာပဲရုံမျိုးတော်ဝင်ကလူမိုက်ခွေးတစ်ကောင်ကိုဖမ်းလိုက်တဲ့အကြောင်းပြချက်ကတော့သူတို့မှာခွေးလိုင်စင်မရှိလို့ဆိုပြီးဖမ်းလိုက်တာပါလူမိုက်ခွေးတွေကဘယ်တော့မှဒီလိုဥပဒေရှိခဲ့လဲဆိုပြီးနားမလည်ဖြစ်နေကြတယ်တကယ်တော့9မိနစ်လောက်ကမှရုံကဒီဥပဒေကိုအသစ်လုပ်လိုက်တာပါလူမိုက်ခွေးတစ်ကောင်ကသူ့တငယ်ချင်းကိုထွက်ပြေးဖို့ပြောလိုက်တယ်အဲ့ဒီခွေးကပြအေးရဲကားနဲ့တိုက်မိသွားတဲ့ကံကောင်းတာကကြောင်ကခွေးကိုဝတ်ထားပေးလိုက်နိုင်လို့ခွေးကအဖမ်းမခံလိုက်ရဘူးအဲ့ဒီအချိန်မှာပဲယုံကကြောင်နဲ့ခွေးအိမ်ကိုရောက်လာတယ်ကံကောင်းထောက်မစွာနဲ့ကြောင်ကခွေးကိုအမေလိုမျိုးဝစ်စင်ပေးထားလိုက်တယ်ယုံကထူးဆန်းတယ်လို့ထင်ပေမဲ့ပြန်သွားခဲ့တယ်ထောင်ထဲမှာတော့ယုံကခွေးတွေကိုခွေးလိုက်စင်စာမွေးပွဲကြီးဆိုပြီးပတ်စံကောက်တယ်ကံမကောင်းစွာနဲ့ပဲဘယ်ခွေးမှစာမွေးပွဲမအောင်တဲ့အတွက်ထပ်ပြေဖို့ပတ်စံတွေအကုန်ပေးရတယ်ဒါပေမဲ့ယုံကရေချိုးတဲ့အခါရွှေတင်ကားတွေကရေကန်ထဲမပြည့်သေးဘူးအဲ့ဒါနဲ့မျိုးတွေကတရိတ်ဆန်အားလုံးကိုဖမ်းပြီးလိုက်စင်လုပ်ခိုင်းတယ်ဒါပေမဲ့ကြောင်ကိုဖမ်းဖိုးလုပ်တဲ့အချိန်မှာကြောင်ကသူ့ရဲ့ကြောင်လိုင်စင်ကိုထုတ်ပြလိုက်တယ်ယုံကအတော်လေးကြောင်သွားတယ်ဘာလို့လဲဆိုတော့ကြောင်ကဒီလိုင်စင်ကိုနှစ်တွေတော်ကြာကလေးကလှုပ်ထားတာကိုခွေးမှာလိုင်စင်မရှိတော့ခွေးကိုဖမ်းလိုက်တယ်တရိတ်ဆန်အားလုံးကစာမွေးပွဲဖြေဖို့ယုံကိုပတ်စံပေးရပေမဲ့တကောင်မှမအောင်ကြဘူးယုံရဲ့လုပ်ရက်တွေကြောင့်လူတိုင်းကဒေါသထွက်ပြီးထောင်ဖောက်ဖို့စီစဉ်ကြတယ်တရိတ်ဆန်တွေအားလုံးကအပြင်ကကြောင်နဲ့အဆက်အသွယ်လုပ်နိုင်တဲ့ခွေးကိုပဲအားကိုးနေကြရတယ်ထောင်ထဲကအစားအစာတွေကလည်းစားလို့မရအောင်ဆိုးရွားနေတယ်နောက်ဆုံးတော့ကြောင်ကလက်သေးညက်ကိုမျိုးချလိုက်ပြီးအဲ့ဒီလက်သေးညက်ကခွေးပတ်ဆက်ကနေပြန်ထွက်လာတယ်အဲ့ဒီနီးနဲ့တရိတ်ဆန်အားလုံးထောင်ကနေလွတ်မြောက်သွားဟာကြပါတော့တယ်